ကိုယ့်ရဲ့ချစ်သူမသိအောင် Messenger ကိုခိုးသုံးတဲ့နည်းအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြန်လည် sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့က Messenger တော့သုံးနေတယ်ပေါ့နော် Live internet တော့သုံးနေတယ် live ပေါ်မှာတော့ရှိနေတယ်ဒါပေမဲ့ကိုယ့်ရဲ့ချစ်သူကပေါ့နော်ကျွန်တော်တို့ရဲ့ account ကိုကြည့်တဲ့အခါမှာကျွန်တော်တို့က missing လေးတွေမပြဘူးပေါ့နော်သူကကြည့်တဲ့အခါမှာကျွန်တော်တို့က live ပေါ်မှာမရှိဘူးလို့သူကထင်တာပေါ့နော်သူက missing လေးတွေမမြင်ရတဲ့အခါမှာပေါ့နော်ကျွန်တော်တို့က live ပေါ်မှာမရှိဘူးလို့သူကထင်တာအမှန်တကယ်ကတော့ကျွန်တော်တို့က live ပေါ်မှာရှိနေတယ် Messenger ကိုခိုးပြီးတော့မှသုံးနေတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေကပေါ့နော်ကိုယ့်ရဲ့ချစ်သူမသိအောင်ပေါ့နော် Messenger ကိုခိုးသုံးချင်တယ်ဆိုရင်ပေါ့နော်ဘယ်လိုသုံးရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာအစအဆုံးပေါ့နော်ဒီနည်းလားလေးကို sharing လုပ်ပေးသွားပါမယ်တကယ်လို့စိတ်ဝင်စားရဆိုရင်ပေါ့နော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါအရင်ဆုံးပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Messenger app ကိုအရင်ဆုံးဝင်ပေးပါခုလိုမျိုးပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့ Messenger app ကိုရောက်ပြီဆိုရင်ပေါ့နော်ဒီမှာ menu လေးရှိတယ်နော်ကျွန်တော်မှာတော့ဒီမှာအောက်ဘက်မှာပေါ်တယ်တချို့ဖုန်းတွေကဒီမှာအပေါ်မှာတွေပေါ့နော်အပေါ်မှာတွေပေါ်တယ်တချို့ဖုန်းတွေကဒီဘက်အခြားမှာတွေပေါ်တယ်ပေါ့နော်ကျွန်တော်မှာတော့ဒီမှာအောက်ဘက်မှာညာဘက်တော့မှာပေါ်တယ်ပေါ့နော် menu လေးအကြောင်းတုံးကြောင်းရှိတယ်ပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ setting ဆိုတာရှိတယ်နော်အဲ့ဒီ setting ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးပါခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမှာ active stop ဆိုတာရှိတယ်နော်အဲ့ဒီစာသားလေးကိုတစ်ချက်နှိပ်ပေးပါโอเคဒီနေရာမှာပေါ့နော်ဒီအပေါ်ဆုံးကတစ်ခုကဒီမှာကလေးလေးဖွင့်နေမယ်ဆိုရင်ကျွန်တော်တို့က Messenger သုံးနေတယ်ဆိုတာသူကမြင်နေတယ်ပေါ့နော်ဆိုတော့ missing လေးတွေပြနေတယ်ပေါ့နော်ကျွန်တော်တို့ကဒီကလေးလေးပိတ်ထားမယ်ဆိုရင်ကျွန်တော်တို့က Messenger သုံးနေရင်တော့မှဒါတစ်ဖက်လောကကြည့်တဲ့အခါမှာကျွန်တော်တို့က missing လေးတွေနဲ့မမြင်ရဘူးပေါ့နော် live ပေါ်မှာမရှိဘူးလို့ပဲသူ့ဘက်ကထင်တာပေါ့နော်အမှန်တကယ်ကတော့ကျွန်တော်တို့က live ပေါ်မှာရှိနေတယ်အဲဆိုတော့ကျွန်တော်ရဲ့ mix တွေကပေါ့နော်ကျွန်တော်တို့ live သုံးနေတာကိုတစ်ဖက်လောကိုမသိစေချင်ဘူးပေါ့နော်မမြင်စေချင်ဘူးဆိုရင်အခုကျွန်တော်အနီအောင်နဲ့ white ထားတဲ့ဒီကလုတ်ကိုပေါ့နော်ဒီကလုတ်ကို off ထားပါပေါ့နော်ပိတ်ထားပါဆိုတော့ကျွန်တော်ကတော့ဒီမှာပိတ်ထားပြန်ပေါ့နော်အစမ်းပြပေးမယ်ခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ကျွန်တော်တို့ကရွေးပေးရပါမယ်တနာရီလေးmissing ping မှာလားဒါမှမဟုတ်8နာရီလားပေါ့နော်ဆိုတော့မိတ်ဆွေတို့ကြက်တာရွေးပါကျွန်တော်တို့က live သုံးနေတယ်ဒါပေမဲ့ကိုကတနာရီလောက်ပဲ8နာရီလောက်ပဲဒီလို ping မှာလားပေါ့နော်ကိုကြက်တာရွေးပေါ့နော်ဆိုတော့ဒီအပေါ်ကအခုအပြန်ဒီဝင်နေတဲ့ဟာကျတော့လားလုံးဝ auto ပေါ့နော်ဒါပြောင်းလဲမှုမရှိဘူးเนาะဆိုတော့ကျွန်တော်တို့ကဒီနာရီပြတာနဲ့ missing လေးတွေပြန်ပေါ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ mix တွေကပေါ့နော်တရက်ကိုဘယ်လောက်ပိတ်ချင်တာလဲဒါမှမဟုတ်တနာရီပေးလားပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့သုံးတဲ့အချိန်ကိုပဲဒါပိတ်ချင်တာလားပေါ့နော်ဒါတော့ mix တွေတော့ပေါ့နော်ကျွန်တော်ကတော့ missing လေးတွေမပိတ်တော့ဘူးပေါ့နော်ဒါတော့ပိတ်မယ်ဆိုရင်လည်း mix တွေတော့ပေါ့နော် mix တွေဒီနာရီလေးတွေကိုကိုကြက်တာရွေးပြီးတော့မှဒါချင်းလိုက်ပေါ့နော်ပိတ်လိုက်ပါကျွန်တော်ကတော့မပိတ်တော့ဘူးဒါအစားမေးပြပေးတာပေါ့နော်ကဲဆိုတော့ကျွန်တော်ရဲ့ mix တွေလည်းပေါ့နော်ကိုကFacebook သုံးနေတယ် Messenger သုံးနေတယ်ဒါပေမဲ့ကိုယ့်ရဲ့ချစ်သူမသိအောင်ပေါ့နော်ခိုးသုံးရှင်နေဆိုရင်ပေါ့နော်အခုကျွန်တော်ပြပေးတဲ့ဗီဒီယိုအတိုင်းပေါ့နော်ခိုးသုံးလို့ရပါတယ်တကယ်လို့နားမလည်တာများရှိတယ်ဆိုရင်လည်း comment အောက်မှာမှန်ပေးခဲ့ပါနောက်ထပ်သိချင်တဲ့အကြောင်းအရာများရှိတယ်ဆိုရင်လည်းမှန်ပေးခဲ့ပါကဲဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြပါစေ